မကြမ်းမာသူများနှလုံးသွင်းရန်တရားလောကမှာတရားထုတ်တယ်ဆိုတာအချိန်နဲ့အခါနဲ့ဆဲရိုက်တဲ့ဝါသနာနဲ့ကိုင်းညီအောင်မြတ်စွာဘုရားကကမ္မထာအမျိုးမျိုးကိုဟောကြားခဲ့တာလူတွေယောဂကုတဲ့ဆေးတောင်မှာပဲအမျိုးမျိုးဖော်ဆကြရတာဖြစ်တယ်တမျိုးတည်းမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားတရားတော်မှာလည်းပဲသမထဝိပဿနာတရားလို့အချုပ်အားဖြင့်ပြောတော့တယ်ပဲသမထတရားဝိပဿနာတရားအမျိုးမျိုးရှိတဲ့ထင်မယ်ကိုယ်စရိုက်နဲ့ကိုင်းညီတဲ့နှလုံးသွင်းတရားဟာအရေးကြီးတယ်ပေါ့နော်ကိုယ်စရိုက်နဲ့ကိုင်းညီတဲ့နှလုံးသွင်းတရားကိုနှလုံးသွင်းမှယောဂနဲ့စိတ်တက်အောင်ပေးဆိုလို့ဖြစ်ပေါ်နေတဲ့စိတ်ရဲ့အခြေအနေတွေဟာပြောင်းလဲပြီးတော့ကောင်းတဲ့အခြေအနေတစ်ခုရနိုင်တယ်ဒါကြောင့်မို့တမန်အဖြစ်တရားထုတ်တယ်ဆိုတာတမျိုးတည်းထုတ်နေရတာမဟုတ်လောကမှာအာယုန်တွေကအမျိုးမျိုးရှိသည့်အတွက်ကြောင့်ကိုယ်မှာကိုယ်စိတ်အခြေအနေမှာဘယ်လိုအာယုန်တွေနဲ့ကြုံတွေ့ပြီးဘယ်လိုပတ်ဝန်းကျင်နဲ့ရှိနေတယ်ဆိုတဲ့အပေါ်မှာစဉ်းကျင်သုံးသပ်ပြီးတော့ဘာတရားနှလုံးသွင်းရမလဲဆိုတာမျိုးမြတ်စွာဘုရားခွဲခြားပြီးတော့ဟောထားတာရှိတယ်အချို့အပြင်ပြောလိုက်လို့ရှိရင်မြတ်စွာဘုရားဟောထားတာကမ္မထာ40ကမ္မထာ40ဆိုတာကမ္မထာထုတ်တဲ့အခါမှာအာယုံပြုရမယ်ကမ္မထာရဲ့အာယုံအကြောင်းအရာ40လို့ဆိုလို့ရတယ်ပေါ့နော်အဲ့ဒီမှာဒီမှာစင်ပွဲသွားတာတွေစင်ပွားသွားတဲ့ဟာတွေရှိသေးတယ်ပေါ့ဆေးတော့တဲ့အခါမှာကိုယောဂနဲ့ကိုင်းညီတဲ့ဆေးရှိတယ်လို့အထွေထွေယောဂပြောင်းနိုင်တဲ့ဆေးမျိုးလည်းရှိတာပဲဟိုကမ္မထာဆိုတာလည်းပဲအဲ့တိုင်းပဲကိုယ်မှာဖြစ်နေတဲ့အခြေအနေတစ်ခုပေါ်မှာကုစားရတဲ့နှလုံးသွင်းတရားပဲဖြစ်တယ်ကိုယ်မှာဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုစဉ်းကျင်သုံးသပ်ပြီးအဲ့ဒီအခြေအနေနဲ့ကိုက်ညီတဲ့နှလုံးသွင်းမျိုးကိုနှလုံးသွင်းရမှာအလုံးခြုံကြည့်လိုက်တဲ့အခါကျတော့ကပ္ပထာထုတ်တယ်ဆိုတာယောနိသောမနတိကာရတဲ့မှာအကျုံးဝင်တယ်ပေါ့ wise attention လို့ဆိုတဲ့အသိဉာဏ်နဲ့စဉ်းကျင်သုံးသပ်မှုတစ်ခုပါပဲအဲစဉ်းကျင်သုံးသပ်တဲ့အခါမှာကိုယ်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ကိုက်ညီတဲ့ဟာကိုပို့ပြီးတော့နှလုံးသွင်းရင်ပို့ပြီးတော့အဲ့ဒီဖြစ်ပေါ်နေတဲ့မကောင်းတဲ့စိတ်အခြေအနေတစ်ခုကိုပျောက်စေပြီးတော့ကောင်းတဲ့စိတ်အခြေအနေတစ်ခုဖြစ်ပေါ်စေနိုင်ဒီမှာမကြမ်းမာသူများနှလုံးသွင်းရန်တရားဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကအခြေအနေရဟောထားခဲ့တဲ့တရားတွေပဲအခြေအနေနဲ့ကိုက်ညီအောင်ဟောတဲ့တရားအဲ့တော့ဘယ်မှာဟောတာတော့ဆိုတဲ့ဒီသုတ်တန်လေးရဲ့အစမြတ်စွာဘုရားဟာဝိဇ္ဇိတိုင်းဝေသာလိမြို့ကုတ္တဂရတောင်းအာလာကျောင်းတိုက်ကိုရှောက်ရှိနေတဲ့အခိုက်မှာတပါးရင်ကိန်းအောင်ခြင်းလို့ဆိုတဲ့ကမ္မထာနှလုံးသွင်းခြင်းတရားဆင်ခြင်းနေ့အခါမှာသရဝေရင်ဝါရဝင်အောင်မှာတပါးဒီကိန်းအောင်နေထိုင်ပြီးတဲ့အခါမှာကုဏဂရသလကျောင်းထဲမှာဆောက်လုပ်ထားတဲ့မကြမ်းမမာတဲ့ယဟန်နေနေတဲ့ခိလနသာလာလို့ခေါ်တဲ့အစာအုပ်ရှိတယ်မကြမ်းမာတဲ့ယဟန်နေဟာအဲ့ဒီခိလနသာလာဆိုတဲ့အစာအုပ်ထဲမှာတွားရောက်ပြီးတော့တရင်သုံးနေချတယ်တော်တိုင်းရုပ်ခန္ဓာကြီးရှိနေလို့ရှိရင်ခန္ဓာကြီးရှိနေလို့ရှိရင်မကြမ်းမာမှုဆိုတာဖြစ်လာတတ်တယ်မြတ်စွာဘုရားကိုယ်တိုင်တော့မှမကြမ်းမာတဲ့အခါမကြမ်းမာမှုဖြစ်တယ်အဲ့လိုမကြမ်းမာမှုဖြစ်ပေါ်နေတဲ့ပုဂ္ဂိုလ်တွေအစဉ်ပြေစေရန်အတွက်ခိလနသာလာမကြမ်းမာတဲ့ပုဂ္ဂိုလ်တွေနေထိုင်တဲ့အဆောင်ကျောင်းဆောင်မှာမြတ်စွာဘုရားခိလနတွေစီကြွသွားတယ်တဲ့
အဲ့လိုကြွသွားတဲ့အခါမှာယဟန်တစ်ပါးဟာမကြမ်းမမှဖြစ်တာအတော်လေးနဲ့အားနည်းနေတဲ့ယဟန်တစ်ပါးမကြမ်းမမှဖြစ်ပြီးတော့အင်အားတွေတော်ရုပ်လျော့နေတဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကအတူတူကလိုက်ပါလာတဲ့ယဟန်တွေရောကိလနာယဟန်တွေရောအားလုံးကိုဒီကမ္မထံကိုဟောခဲ့တာပဲဖြစ်တယ်။ဒါကြောင့်မို့ဒီကမ္မထံကိုမကြမ်းမှသူများနှလုံးသွင်းရန်တရားလို့မှတ်သားကြရမှာဖြစ်တယ်။မကြမ်းမှမှုဆိုတာလူဟာစင်ထာဝရကြမ်းမှနေကြတာမဟုတ်ဘူးမကြမ်းမှတဲ့အခါရှိတယ်။ရှိရင်ဘယ်တရားမျိုးကိုနှလုံးသွင်းသင့်တယ်လဲနှလုံးသွင်းရင်ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်လဲဆိုတာကိုမြတ်စွာဘုရားကရှင်းရှင်းဒီတရားမှာဟောထားတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားယဟန်တွေကိုဟောတာတရားကတော့တူတူလေးပဲယံကင်စီဘိက္ခွေဘိက္ခုထုပ္ပလံခိလနကံပင်စဓမ္မာနဝိဇဟန္တိဆိုလိုတဲ့အဓိပ္ပာယ်ကမကြမ်းမှလို့အင်အားလျော့ပါနေတဲ့မြည်သည့်ယဟန်ကိုပဲဖြစ်ဖြစ်ဟောဒီနှလုံးသွင်းရမည်တရား၅မျိုးသူနှလုံးသွင်းနေမယ်ဆိုရင်ဒီတရား၅မျိုးကိုသူလက်လွတ်မထားဘူးဆိုလို့ရှိရင်စင်တစိုက်နှလုံးသွင်းနေမယ်ဆိုလို့ရှိရင်တတိတံပါတိကင်ခံဒီအကျိုးကျေးဇူးကိုမျှော်လင့်ရတယ်တဲ့ဒီကမ္မထံ၅မျိုးမြတ်စွာဘုရားဒီမှာကမ္မထံဆိုတာနှလုံးသွင်းမှုအချက်လက်တွေပေါ့နှလုံးသွင်းမှုအာယုန်တွေမြတ်စွာဘုရားပေးတာအဲ့ဒီ၅မျိုးကိုနှလုံးသွင်းမယ်ဆိုလို့ရှိရင်ဖော်ပြတဲ့အကျိုးကျေးဇူးကိုမျှော်လင့်နိုင်တယ်ဘာလို့ဆိုတော့နစိရတေဝအာသဝနံခယအနာတဝံစေတောဝိမုတ်တိပညာဝိမုတ်တိဒိဋ္ဌိဝဓမ္မေတယံပညာသစ္စိကတ္တဝဥပတ္တံပစ္ဆဝိဟရတိအချုပ်ပြောလိုက်တာကယဟန္တာဖြစ်ဖို့တောင်မျှော်လင့်နိုင်တယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ဒီတရားနှလုံးသွင်းကိုဒီတရားကိုပကြမ်းမှာဖြစ်နေတဲ့အချိန်မှာစင်စစ်မပြတ်နှလုံးသွင်းနေမယ်ဆိုရင်တဲ့ဒီတရားတွေကသူ့ကိုရှင်တဲ့နှလုံးထဲမှာစွဲနေတဲ့အာသဝတရားတွေကုန်ပြီးတော့အာသဝကင်းတဲ့ရတ္တမေရတ္တဖို့မျက်မှောက်ဘဝမှာပဲကိုယ်တိုင်သိရှိပြီးပြည့်စုံတဲ့အနေအထားမျိုးရောက်ရှိနိုင်တယ်ဆိုလိုတာဒီ၅မျိုးကိုနှလုံးသွင်းလို့ရှိရင်ယဟန္တာအဆင့်ထိအောင်ဖြစ်နိုင်တယ်လို့ပြောတာမကြမ်းမှဖြစ်နေတဲ့အချိန်မှာဒါကိုအာယုဆုစိုက်ပြီးနှလုံးသွင်းရင်မကြခင်ကိလေသာအသွားတွေကုန်သွားတဲ့ယဟန္တာဖြစ်ကိုမျောလင်းလို့တောင်ရနိုင်တယ်လို့သာမအဖြစ်ပြောရင်တော့ကပ္ပရနှလုံးသွင်းလို့ပြောကြတယ်ဘာနှလုံးသွင်းရမှာလဲဘယ်ဟာကိုဆိုလိုတာလဲဆိုရသော်ဘုရားကသူ့နေရာနဲ့သူဟောတာနော်ကမ္မထန်တွေကအမျိုးမျိုးရှိတယ်သူအဲ့တော့နေမကောင်းတယ်မသားပြီးဆိုလို့ရှိရင်ဘယ်လိုတရားမျိုးကိုနှလုံးသွင်းရမှာလဲအဲ့ဒီမှာမြတ်စွာဘုရား၅မျိုးထုတ်ပြထားတာဣဒဘိက္ခွေဘိက္ခုအတုပါနုပတိကာယေဝိဟရတိပထမဆုံးကတော့လူတွေမှာကိုယ်ခန္ဓာကိုယ်ကိုလည်းတွေ့တာမှုဆိုတာမကင်းကြကိုယ်ခန္ဓာကိုယ်လည်းတွေ့တာမှုမကင်းတယ်လို့ကိုယ်နဲ့ယဉ်တည်တဲ့ပုဂ္ဂိုလ်တွေကိုယ်ပတ်ဝန်းကျင်ရဲ့ပုဂ္ဂိုလ်တွေပေါ်မှာတွေ့တာမှုဆိုတာလည်းမကင်းဘူးတွေ့တာချင်းတတ်မဲ့ခြင်းလို့ဆိုတဲ့တဏှာရာဂပြောက်အောင်လုပ်ဖို့လိုအပ်နေတယ်အဲ့ဒီအချိန်မှာ
တွေ့တာစိတ်တွေများနေလို့ရှိရင်အသေးမဖြောင်းတဲ့အပြင်ဒုက္ခရောက်နိုင်တယ်ဘဝရဲ့အချမ်းပဲဒါကြောင့်မို့တွေ့တာမှုကိုရှော့ချဖို့ပထမဆုံးအထောက်အမဲ့ကမ္မထာနှလုံးသွင်းရမယ့်ကမ္မထာကတော့အတုပနုပတ္တိကိုရောကိုပတ်ဝန်းကျင်ရောဆိုပါစို့ကိုခန္ဓာကိုယ်လေမတက်မတဲယွန်းစပွဲဆိုတဲ့အနေအထားမျိုးကိုဆင်ញင်သုံးသပ်ဖို့လိုတယ်ကိုယ်နဲ့ကြုံတွေ့နေရတဲ့ဆက်ဆံနေရတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဟာလည်းပဲမတက်မတဲယွန်းစပွဲဆိုတာကိုဆင်ញင်တွေးတောကြံစည်နေဖို့လိုအပ်တယ်အတုပနုပတ္တိစာမတင်တယ်ဘူးဆိုတာကိုအချိန်ချင်းထပ်ထပ်အသိဉာဏ်နဲ့စူးစူးဆိုင်ဆိုင်ရှုပါရှုနေရမယ်အဲ့တော့ဘယ်လိုရှုရမှာတော့ဆိုကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်ပြီးတော့လေအော်ဒီခန္ဓာကိုယ်ကြီးဟာအပြင်ပန်းလေးရတာအရေးလေးနဲ့ဖုံးပြီးတော့အဝတ်တစားဆင်ရင်ထားလို့အဝတ်တန်စာတွေဆင်ရင်ထားလို့အမွေးနံသာတွေအသုံးပြုထားလို့တန်ရှင်းနေတဲ့တတ်ရနေတယ်လို့ထင်ရပေမဲ့လို့ခန္ဓာကိုယ်တွေကအတွင်းပိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မတရီစရာတွေနဲ့ပြည့်နေတယ်ခန္ဓာကိုယ်ကထွက်သမျှကိုယ်ပေါက်တော်ရအမာဝလို့ဆိုတဲ့အတိုင်းလူခန္ဓာကိုယ်ကထွက်တဲ့ဟာတွေကတခုမှနှစ်သက်စရာမရှိဘူးဆိုတော့တွေးတော့တာဒါကိုအတုပလို့ခေါ်တာနော်မတက်မတဲ့ယွန်းစဝဲတွေကိုဆင်ញင်သုံးသပ်ရမယ်အဲ့ဒါမှဒီဆေးတောက်မှတွေ့တာမှုတတ်မဲ့မှုဆိုတဲ့ရာဂကိုဖျောက်လို့ရတယ်အဲ့တော့ကိုတွေ့တာနေခြင်းသူတစ်ပါးကိုတွေ့တာခြင်းအပြင်ဘဝကူမကောင်းနိုင်ဘူးအခုနေမကောင်းထက်မှသာဖြစ်နေပြီဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်ရဲ့မနှစ်မြို့စရာတွေကိုတွေးပါတဲ့ကိုတတ်သိလိမ္မာတဲ့အတိုင်းတွေးဆံမြင်မွေးခြင်းခြေသက်လက်သက်သွားအရေးဆိုတဲ့ခန္ဓာကိုယ်မှာမြင်ရတဲ့အစိတ်ပိုင်းတွေကိုကြည့်ပြီးဆံမြင်ဟာမတရိတရားကောင်းတယ်မွေးခြင်းဟာလည်းပဲမတရိတရားကောင်းတယ်အကယ်၍နန္ဒလိမ့်ကြခြင်းမထားပဲနေပဂရိအနတ်ဟာဆိုရတယ်ခြေသက်လက်သက်ဟာလည်းအလားပါပြင်ထားတဲ့အခါမှာနှစ်သက်စရာကောင်းသလိုထင်ရတော့လေခန္ဓာကိုယ်နဲ့ကွဲသွားတာနဲ့တပြိုင်နက်သိမ့်ထားစရာတခုမှမရှိဘူးသွားလို့ဆိုတာလေထို့တူပဲဒီတိုင်းနေမယ်သွားဆိုတာသူ့နေရာကအပြင်ရောက်သွားလို့ရှိရင်ဘယ်သူမှနှစ်သက်စရာကောင်းတဲ့အနေအထားမျိုးမရှိဘူးအရေးတူအရေးပါဆိုတာလေဒီတိုင်းပဲအဲ့တော့ခန္ဓာကိုယ်မှာရှိသမျှအရာတွေဟာဘယ်ရာသည်တန်မိုးရှိပြီးဘယ်ရာသည်နှစ်သက်စရာကောင်းတယ်လဲဆိုတာတွေးလိုက်လို့ရှိရင်အလုံးဟာမနှစ်သက်စရာကောင်းတာတွေနှစ်သက်စရာကောင်းတဲ့တစ်ခုမှမရှိဘူးလူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရှုပ်ပေါက်တွေကထွက်လာတဲ့အရာတွေမျက်စိကထွက်လာတဲ့မျက်ဝတ်မျက်ခြေနားထွက်လာတဲ့နှာဖာခြေနှာခေါင်းကထွက်လာတဲ့နှာခြေဆိုတာလို့ခန္ဓာကိုယ်မှာထွက်လာတဲ့ဗျပါးစပ်ကထွက်လာတဲ့တန်တွေးဘယ်နေရာကထွက်လာတဲ့အရာတစ်ခုတွေဟာမွေးကြိုင်ပြီးတော့ထွက်လာတာတစ်ခုမှမရှိဘူးနှစ်သက်စရာတစ်စုံတစ်ခုမှမရှိဘူးခန္ဓာကိုယ်အတွင်းဟာပုတ်သိုးပြီးယွန်းစရာကောင်းနေတဲ့မစင်ကြယ်တဲ့အရာတွေနဲ့ပြည့်နေတယ်ဆိုတာကိုဒါကိုနှလုံးသွင်းတာကိုအတုဝနုပတ္တိလို့ပြောတာနော်မတင်တယ်ဘူးဆိုတာကိုတတ်နေတော့တွေးကြည့်လိုက်အဲ့လိုတွေးကြည့်ရတဲ့နဲ့ကိုတွေ့တာတဲ့ကိုရုပ်အစင်းပေါ်မှာတွေ့တာတဲ့သူများရုပ်အစင်းပေါ်မှာတွေ့တာတဲ့တဏှာရာကဖြစ်နေသေးတယ်ဆိုရင်ဒါမဟုတ်သေးဘူးတွေးလိုက်လို့ရှိရင်တော့တွေ့တာမှုတွေရောကြတော့မှသိကြတယ်လူတွေကအပေါ်ယံလေးကြည့်ပြီးတော့လှရပတဲ့ထင်မှတဏှာရာဂဆိုတာလာတယ်တဏှာရာဂသည်
ရှင်စရာနဲ့သူကမဖြစ်ဘူးရှင်စရာတွေးလိုက်ရင်အဲ့ဒီပစ္စည်းဝတ္ထုပေါ်မှာသူကလိုချင်တဲ့တတ်မဲ့မှုဆိုတာမဖြစ်ဘူးတော့တွေ့တာမှုတတ်မဲ့မှုတွေဟာနှစ်သက်စရာကောင်းတာတွေးမိမှဥပမာမဲ့ကိုလဲကိုအသားရည်လေးလှပတယ်လို့ထင်နေတယ်ကိုဆိုရင်လေးကလှပတယ်လို့ထင်နေတယ်ကိုမွေးညင်းလေးကလှပနေတယ်ခြေသက်လက်သေးတွေကလှပနေတယ်လို့လှပမှုတဲလို့စိတ်ထဲမှာအာယုပြုတ်နေလို့ရှိရင်တော့တွေ့တာမှုတွေကတိုးတက်လာမှာပဲတွေ့တာမှုတွေတက်လာအဲ့ဒါတွေတခုမှတင့်တယ်မှုမရှိဘူးအလုံးဟာမတည့်မတည့်ယွန်းစွဲတွေသာဖြစ်တယ်လို့ဆင်ញင်လိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်ပေါ်မှာတွေ့တာနေတဲ့အရာတွေဟာရောကျသွားတယ်တဏှာရာဂဟာရောကျသွားတယ်နောက်ဆုံးလုံးဝမပြောက်တော့မှတရင်ကပဟံလို့ခေါ်တဲ့နှလုံးသွင်းတဲ့အခိုက်လေးမှာနှလုံးသွင်းမှုကြောင့်တွေ့တာမှုကပျောက်ဆုံးသွားတယ်သူများကိုတွေ့တာလို့ရှိရင်လည်းသူများရဲ့မတရိစရာသူများခန္ဓာကိုယ်ရဲ့မတရိစရာကျွမွဲရာတွေကိုအလေးနဲ့ဆင်ញင်စဉ်းစားကြည့်လိုက်လို့ရှိရင်တွေ့တာမှုဆိုပျောက်သွားမှာမြတ်စွာဘုရားကမာဂန္ဒီပုံနာကြီးကိုပြောတဲ့စကားလိုပဲတကယ်တော့မာဂန္ဒီဆိုတာအရွယ်လေးကလည်းငယ်တယ်အလွန်လဲချောအလွန်လဲလှတဲ့ပုံနှမလေးပေါ့အမှန်တမ်းချောလွန်အားကြီးလို့သူ့သမီးနဲ့တန်တဲ့လူကိုရှာလို့မရနောက်ဆုံးမှာမြတ်စွာဘုရားရဲ့ရုပ်အဆင်းကိုသဘောကျပြီးဘုရားစီလာအနှင်းတဲ့အခါမှာဘလောက်ပဲချောလှအပေါ်ယံလှတာဆိုတာကိုမြတ်စွာဘုရားထောက်ပြပြီးနော်အပြင်ဘက်ကသာစမ်းကြဲနေတဲ့အတွင်းထဲမှာယွန်းစရာကောင်းတဲ့မစင်အိုးဆိုပြီးတော့မစင်အိုးဟာအပြင်ဘက်ကတော့လှပတွေလှုပ်ထားလို့ပြင်ကကြည့်ရင်တော့လှတယ်လို့ရှိတယ်သို့တော့အဲ့ဒီအိုးကိုမဖွင့်လိုက်နဲ့ဖွင့်လိုက်ရင်နှာခေါင်းပိတ်ရမယ်အနန္တလေးချွေကုန်အဲ့တော့လူခန္ဓာကိုယ်ကြီးကလည်းမြတ်စွာဘုရားကအဲ့ဒီသဘောကိုပေါအောင်ပြောလိုက်တာမုဒ္ဒကရိတပုံနံကျင်ကြီးကျင်ငယ်တွေယွန်းစရာတွေနဲ့ပြည့်နေတယ်သင်သမီးရဲ့ခန္ဓာကိုယ်ကိုငါခြေနဲ့တောင်မထိကျင်ဘူးလို့ပြောလိုက်တာဒါအတုဝကမ္မထာကိုခေါ်လိုက်တာပဲနော်တော့လူတိုင်းဟာကိုဖြစ်စေသူများကိုဖြစ်စေတွေ့တာမှုတွေဖြစ်လာတဲ့ဆိုလို့ရှိရင်ဒါကိုနှလုံးသွင်းရမှာဘလို့ယွန်းစရာကောင်းနေတာတွေနဲ့ပြည့်နေတယ်လေဆိုတော့နှလုံးသွင်းရအဲ့ဒါလို့နှလုံးသွင်းလိုက်လို့ရှိရင်တော့တွေ့တာမှုဆိုတဲ့တော့ကတည်ငါအဖြစ်ငြိမ့်သွားမှာပဲရှုပါများတဲ့အခါကျတော့သူဟာထက်သန်လာမှုမဖြစ်တော့ဘူးဘာလို့ဆိုအတုဝကမ္မထာရှုပါများလာတဲ့အခါမှာအပေါ်ယံနေမကြည့်တော့ဘဲနဲ့အတွင်းကိုသာမြင်နေသည့်အတွက်ကြောင့်ရသော်ဘုရားလိုပါရာပိဏံတံဖုတိတုံနာဣစေခြေတော်လေးနဲ့တောင်မထိကျင်ဘူးဆိုတဲ့ဟာမျိုးဖြစ်လာရှင်စရာဖြစ်လာတယ်ဆိုလို့ရှိရင်တော့ရာဂရောကြပြီးနောက်ဆုံးပျောက်သွားမှာဖြစ်တယ်နှလုံးသွင်းမှများတဲ့အခါကျတော့ဖြစ်လာတဲ့ရာဂဟာအရှိန်မရှိတော့ဖြစ်တဲ့အခွင့်အရေးကလည်းနည်းလာတယ်ဖြစ်လာလိုက်အတုဝကမ္မထာနဲ့နှိမ့်လိုက်ဖြစ်လာလိုက်အတုဝကမ္မထာနဲ့စဉ်းစားလိုက်ဆိုရင်သူ့ကိုချိုးနှိမ်ပြီးသားဖြစ်သွားတော့နောက်ဆုံးမှာလုံးဝပျောက်သွားနိုင်တယ်အဲ့ဒါကိုဆိုတာနော်အဲ့ဒီမှာအယုစုကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီလိုပဲအတုဝကမ္မထာနဲ့ကာကတတတိထဲမှာပါတဲ့အလုံးခြုံထားတဲ့ထဲမှာရဟန်းတစ်ပါးဟာဒီကိုနိုင်ငံမှာအဋ္ဌိကကမ္မထာလို့ဆိုသူရဲ့ခန္ဓာကိုယ်ဟာအယိုးတွေနဲ့တိဆောက်ထားတယ်ဆိုတာတကယ်ကြည့်ရင်လည်းတကယ်သိတာပဲအခုခေတ်မှာဆိုရင်တော့ဤပညာတွေကလည်းရှိတယ်လေဒီ
X-ray နဲ့ရိုက်ကြည့်လိုက်လို့ရှိရင်အယိုးတွေဟာခန္ဓာကိုယ်ကြီးကမြင်နေရတာပဲအယိုးတွေပဲမြင်ရမှာပဲနော်ကိုယ်ကိုယ်လည်းကြည့်လို့ရတဲ့အနေအထားပဲကိုယ်ကိုကြည့်လို့မရရင်လည်းအယိုးစုတွေကိုကြည့်လိုက်ရင်ငါလည်းဒီတိုင်းပဲငါခန္ဓာကိုယ်ထဲမှာလည်းဒီတိုင်းပဲရှိတယ်လို့အပေါ်ယံကိုခွာပြီးတော့အတွင်းထီအောင်ကြည့်လိုက်တဲ့အခါမှာအယိုးတွေကြီးပဲမြင်လာနိုင်တယ်လှုပ်ရှားသွားလာနေတဲ့အရာတွေအလုံးကိုအယိုးစုနဲ့ပဲအယိုးစုမြင်နေကြဖြစ်သွားပြီးတော့အယိုးလိုပဲမြင်နေတဲ့ skeleton ဆိုတဲ့အယိုးပုတ်အယိုးရုပ်ကြီးပဲမြင်နေမှာရှုရများရင်အဲ့လိုဖြစ်လာအဲ့ဒီယဟန်တစ်ပါးဟာအယိုးစုကမ္မထံပွားတော့ဘသူကြည့်လိုက်အယိုးပဲမြင်နေတယ်နောက်ဆုံးမှာအနုရဏပူရာကအိမ်သားနဲ့စိတ်ဆိုးပြီးထွက်လာတဲ့အမျိုးသမီးတူနဲ့လမ်းမဆုံတော့အဲ့ဒီမျိုးသမီးကအဖော်ရလို့ရညာဆိုပြီးတော့ရဟန်းကိုတွေ့တဲ့အခါမှာပြုံးပြတော့သူ့သွားကိုမြင်လိုက်တယ်အဲ့ဒီသွားလေးကနေပြီးတော့ဆက်ပြီးပါတယ်မြင်သွားတော့ဆိုအယိုးစုတွေမြင်သွားတယ်နောက်ကသူ့ရဲ့မျိုးသားနောက်ကလိုက်လာပြီးတော့ရှင်ဗျာဒီနာအမျိုးသမီးတယောက်သွားတာမတွေ့လိုက်ဘူးလားလို့ဆိုအဲ့ဒီဟန်ကဘာမိတ်ရှိတော့ဆိုနာဘိသနာမိအိဋ္ဌိဝါပုရိသောဝါအိဋ္ဌိဝါပုရိသောဝါဤတော့ကတော်ဒီနာသွားတာအမျိုးသားလားအမျိုးသမီးလားငါမသိလိုက်ပါဘူးအယိုးစုကြီးတစ်ခုတော့သွားတယ်ဒီနာသွားတာမှန်တယ်အယိုးစုတစ်ခုတော့ဒီနာဖြတ်သွားတယ်လို့ပြောအဲ့တော့ကမ္မထာရဲ့အာယုံကြောင့်မို့လို့သူဟာအယိုးစုလိုပဲမြင်လိုက်တော့တာအမျိုးသမီးလို့တော့မသိလိုက်တော့ဘူးအဲ့ဒီကမ္မထာကလက်ကင်မရှိဘူးဆိုရင်တွေ့တာမှုဆိုတာဖြစ်လာနိုင်တယ်ပေါ့ဒါကြောင့်မို့လို့မကြမ်းပါတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်ခန္ဓာပဲဖြစ်စေကိုယ်နာမှာပြုစုတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာမှာပဲဖြစ်စေအလုံးဟာနှစ်သက်ဖွယ်ရမကောင်းဘူးရွံစရာအတိဖြစ်တယ်ဆိုတာကိုအချိန်ချင်းထပ်တွေ့တာမှုတွေပြောက်ကင်းသည့်ထီအောင်နှလုံးသွင်းလိုက်ပါတဲ့အဲ့ဒီနှလုံးသွင်းလို့ရှိရင်တဏှာရာဂကိုဖယ်ခွာပြီးတော့နောက်ဆုံးအသိဉာဏ်နဲ့တက်သွားပြီးယဟန္တာထီအောင်ဖြစ်သွားနိုင်ပါတယ်ဒါကမ္မထာတစ်ခုနော်ကမ္မထာတစ်ခုပေးတာဒီကမ္မထာကတွေ့တာမှုဆိုတဲ့ကိုယ့်ကိုတွေ့တာမှုသူများကိုတွေ့တာမှုဆိုတဲ့ပုံမှာအစွမ်းအထက်ဆုံးဆေးတစ်ခွက်ပဲအာနာပါနလုံနေလို့ရှိရင်ဒါမျိုးဖြစ်ချင်မှဖြစ်မှာအာနာပါနဆိုတာတမာရီတော့ရာကောင်းရသွားလိမ့်မယ်တခြားကမ္မထာနှလုံးသွင်းနေလေကိုယ့်ကိုတွေ့တာမှုသူတော်ဘာပေါ်မှာတွေ့တာမှုဆိုတဲ့တွေ့တာမှုကိုတိုက်ရိုက်ဖယ်ရှားဖို့ဆိုတာတခါတလေစွမ်းထက်ချမှတ်တယ်ဆေးဆိုတာအထွေထွေယောဂကုတဲ့ဆေးရှိတယ် special ကုတဲ့ဆေးရှိတယ်ဒါအဲ့ဒီတွေ့တာမှုကိုတွေ့တာမှုသူတော်ကိုတွေ့တာမှုက special ကုတဲ့ဆေးမျိုးပဲဒီဆေးကိုတောက်လိုက်ဒီတရားကိုနှလုံးသွင်းလိုက်လို့ရှိရင်အဲ့ဒီအကျိုးကျေးဇူးတွေရလာမယ်ပြောတယ်နောက်တစ်ခုကတော့ဘာနှလုံးသွင်းရမလဲဆိုရင်အာဟာရိပฏิကူလတင်ညာတဲ့ကိုစားတဲ့အစာအာဟာရတွေနဲ့ပတ်သက်ပြီးတော့ရုံစရာတွေကိုတွေးတောကြည့်ပါအစာအာဟာရနဲ့ပတ်သက်ပြီးရုံမွဲရာတွေကိုတွေးတောပါရသောအပြင်စဉ်းစားကြည့်ဘာလေးကကောင်းတယ်ဘယ်ဟင်းလေးကကောင်းတယ်ဘယ်အသီးနှံလေးကကောင်းတယ်ဆိုပြီးတော့ကောင်းတာပဲတွေးပြီးတော့စားကြတယ်ဟောအဲ့ဒါလို့စားမယ်ဆိုရင်ရတ္တတဏှာကိုဖယ်ရှားနိုင်မှာမဟုတ်ဘူးဒူရင်ဒီကြိုက်တယ်လို့ကလည်းဒူရင်ဒီလေးပါစက်သားကြိုက်ရင်လည်းစက်သားလေးနဲ့အဲ့လိုလူတွေဟာကြိုက်လို့စားတဲ့အဆင့်မျိုးရောက်သွားတယ်မြတ်စွာဘုရားကိုယ်တိုင်ကအစာအာဟာရစားတာဟာခန္ဓာကိုယ်တည်တံ့ပြီးကျန်းမာဖို့စားတယ်ဆိုတဲ့အတွေးကိုတွေးခိုင်းတာပြီသားအဲ့လိုမတွေးဘဲနဲ့ကြိုက်လို့စားတာမျိုးဆိုရင်ရတ္တတဏှာလွှမ်းမိုးလာမှာပဲအဲ့လိုမဖြစ်ရအောင်မကြမ်းမှဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကိုစားတဲ့အစာအာဟာရရဲ့အနေထားတစ်ခုကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်ရိုးရိုးလေးပဲတွေး
ကိုစားတော့မဲ့ထမင်းကိုစားလိုက်ပြီပါဇက်ထဲထည့်လိုက်ပြီထည့်လိုက်တဲ့အချိန်ကစပြီးတော့ပကံထဲမှာရှိတဲ့ထမင်းပါဇက်ထဲရောက်သွားတဲ့ထမင်းဟင်းမတူတော့ဘူးပါဇက်ထဲရောက်သွားပြီးပြန်ထွေးထုတ်ပြီးဘယ်သူမှစားမှာမဟုတ်တော့ပါဇက်ထဲမရောက်ခင်တော့သူများကိုကျွေးလို့ရသေးတယ်ထမင်းပကံထဲကထမင်းဟင်းကျွေးလို့ရတယ်ကိုယ်ပါဇက်ထဲရောက်သွားလိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်နဲ့လည်းထိတွေ့လိုက်ရောအတွင်းနဲ့လည်းထိတွေ့လိုက်ရောယွန်းစရာဖြစ်သွားတယ်ခွေးအံပတ်လို့ဖြစ်သွားသူကစားမှာမဟုတ်တော့အဲ့လိုမျိုးဆင်ញင်ရမယ်လို့ဆိုလို့တယ်နော်အဲ့ဒါဆိုလို့ရှိရင်ငါစားလိုက်တဲ့အစာအာဟာရလေးဟာအပြင်ဘက်မှာသာဖွဲရမွေးမွေးကြိုင်လှလှပပအခုခေတ်ဆိုလို့ရှိရင်တော့သူကအစာတစ်ခုကိုလှအောင်လည်းလုပ်တယ်မျက်စိပတာရဖြစ်အောင်လှအောင်လည်းပြင်တယ်ပြီးရင်အနံ့လည်းကောင်းအောင်လုပ်တယ်ပြီးတော့ဝါလိုက်တဲ့အခါမှာတချို့အစားအစာကျွတ်မြည်အတန်လေးလည်းကောင်းအောင်လုပ်ထားတယ်နောက်ရှားပေါ်ရောက်တဲ့အခါအထီးတွေ့လေးလည်းကောင်းအောင်လုပ်ထားတယ်ဥပမာပူရမယ့်ဟာဆိုကော်ဖီဆိုရင်ပူလေးရေခဲမုတ်ဆိုအေးလေးဒါအထီးတွေ့ပဲကောင်းပြင်ဆင်ထားကြတာအရသာလည်းကောင်းအဲ့လိုအလုံးချိန်ကြည့်လိုက်မယ်ဆိုရင်စားတဲ့အချိန်မှာမျက်စိရဲ့မြင်ကွင်းလဲလှတယ်လှအောင်ပြင်ဆင်ထားတယ်အနံ့ကလည်းကောင်းတယ်ရှားပေါ်ရောက်တဲ့အခါအပူအေးအထီးတွေ့ရလည်းကောင်းတယ်အဲ့မှာရှားကိစ္စမဟုတ်သေးဘူးเนาะအနံ့လေးကလည်းကောင်းတယ်အနံ့ကလည်းအနံ့မကောင်းရင်လည်းမရဘူးအနံ့လည်းကောင်းတယ်အထီးတွေ့လည်းကောင်းတယ်ရှားရဲ့အရသာမှလည်းကောင်းတယ်ဆိုအဲ့ဒီ5မျိုးနဲ့ပြည့်စုံတဲ့အစာအာဟာရမျိုးဟာအပြင်ပန်းမှာကြတော့ဒီဟာတွေအကုန်လုံးကောင်းနေတယ်သို့တော့ပါဇက်ထဲရောက်သွားလို့လောက်ပဲရတာကောင်းတာပဲဖြစ်ဖြစ်အဲ့ဒီအစာရဲ့ဒီအရင်ချင်းတစ်ခုကပြတ်သွားတယ်ယွန်းစရာပဲရောက်သွားတယ်ပါဇက်ထဲထည့်လိုက်တာနဲ့ယွန်းစရာဖြစ်သွားတယ်အစာတစ်ခုစားတဲ့အခါမှာစဉ်းစားပြီးတော့ကြည့်ကော်ဖီတောက်တယ်ဆိုတော့ကော်ဖီတောက်တယ်ဆိုရင်ကော်ဖီပူလေးတောက်ချင်တဲ့ပုဂ္ဂိုလ်ကအေးနေရင်မကောင်းအဲ့တော့ပူတာအေးတာကိုသိတာပါတော့ဆိုလို့ရှိရင်ဖုဒ္ဓဘာယုံကိုသိတဲ့ကာယဝိညာဉ်စိတ်ဖြစ်တယ်အဲ့ဒီအချိန်မှာဒီအချိန်မှာအရသာမဟုတ်သေးဘူးပူတာအေးတာဖုဒ္ဓဘာယုံနဲ့ဆိုင်တယ်နောက်ပထမဆုံးကကော်ဖီအနံ့ကလေးရမှုေးတယ်ဒါနှာခေါင်းနဲ့ဆိုင်ရှာနဲ့ကိုမဆိုင်သေးဘူးနှာခေါင်းနဲ့ဆိုင်တယ်အထီးတွေ့ကာယပတာရနဲ့ဆိုင်တယ်ရှားပေါ်ရောက်တဲ့အခါမှာခါကြိုက်တဲ့လူကခါလေးချိုလေးကြိုက်တဲ့စိမ့်လေးကြိုက်တဲ့လူကစိမ့်လေးအဲ့ကြတော့မှရှားရဲ့အရာမျက်စိတို့နားတို့နဲ့မတူအစာစားတာဘာပဲဖြစ်ဖြစ်ပါဇက်ထဲထည့်လိုက်တာနဲ့တပြိုင်နက်အနံ့အရင်ရတယ်ပြီးရင်ပူတယ်အေးတယ်မာတယ်ပြော့တယ်ပြီးတဲ့အခါမှဝါလိုက်တော့မှအရသာဒီသုံးခုဟာဖြစ်လာသုံးမျိုးခံစားရတယ်အဲ့တော့အနံ့နဲ့ပတ်သက်ပြီးခံစားရတာကြတော့ခန္ဓာပတာရခန္ဓာဝိညာဉ်လို့ခေါ်တယ်အထီးတွေ့အပူအေးနဲ့ပတ်သက်ပြီးခံစားရတာကြတော့ကာယဝိညာဉ်ဖုဒ္ဓဘာယုံလို့ခေါ်တယ်အရသာအကျမ်းမှာစီဝဝိညာဉ်ရတယုံတော့ဒီသုံးခုဟာခန္ဓာယုံဆိုတဲ့အနံ့ရဲ့ရတယုံဆိုတဲ့အရသာရဲ့အထီးတွေ့ဆိုတဲ့ဖုဒ္ဓဘာယုံဒီသုံးခုပေါင်းသွားတာအဲ့ဒါအကြောင်းကိုမြတ်စွာဘုရားကဒိဋ္ဌိဒိဋ္ဌမတ္တန်တရားထဲမှာမုတေမုဒ္ဒမတ္တန်လို့ဒီသုံးခုကိုဟောတာနော်ပါဇက်ထဲလိုက်လို့ရှိရင်မုတေမုဒ္ဒမတ္တန်ဘာသိရမလဲအနံလည်းသိတယ်အထီးတွေ့လည်းသိတယ်ရတာလည်းသိတယ်သုံးမျိုးအဲ့သုံးမျိုးဟာစားတိုင်းသတိထားကြည့်ဒီသုံးမျိုးတွေ့လိမ့်မယ်သို့တော့အာဟာရေပဋိကူလတင်ညာဆိုတာကြတော့ကိုစားလိုက်တဲ့အစာဟာ
ပါဇက်ထဲမရောက်ခင်ထိအောင်တန်ရှင်းတဲ့သက်ရတယ်ပါဇက်ထဲထည့်လိုက်တာနဲ့တပြိုင်တည်းယွန်းစရာဖြစ်သွားပြီဒါပါဇက်ထဲပဲရှိသေးတဲ့ယွန်းစရာဖြစ်သွားပြီမျိုးချလိုက်လို့ဘိုက်ထဲရောက်သွားပြီအစာကြေချက်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့အနန္တကပူဆိုးလာစားတော့ကတော့တပြောတစ်ပါးကြီးထမင်းဝိုင်းမှာစားကြတယ်အစာကြေသွားလို့အဲ့ဒီအစာအာဟာရတွေရဲ့ပြောင်းလဲမှုနဲ့ခန္ဓာကိုယ်ကထွက်လာပြီဆိုတဲ့အခါကျတော့တွိုင်းလက်ထဲဝင်ပြီးတယောက်တည်းပဲအဲ့ဒါကိုတွေးခိုင်းတာဖေ။ဒါမဟုတ်ဘူးလားဆိုဟုတ်တယ်ဒါကကမ္မထမ်းလားဒါကမ္မထမ်းပဲနော်အစာအာဟာရဟာပါဇက်ထဲမရောက်ခင်လေးတင်ကောင်းတာပါလားဟိုဘက်ရောက်သွားတာနဲ့တပြိုင်နက်အကုန်ယွန်းစရာပါလားဆိုအာရိပတိကုလတင်ညာဆိုအဲ့ဒါပြောတယ်နော်အဲ့ဒါထိအောင်တွေးထားလို့ရှိရင်တွေ့တာမှုဆိုတာမရှိတော့အစာအာဟာရနဲ့ပတ်သက်ပြီးတွေ့တာမှုရတ္တတနာဆိုအများကြီးရောနေသွားပြီစားရတဲ့ကိုကချမ်းသာဖို့အတွက်စားတယ်အသက်ရှိဖို့အတွက်စားတယ်ကြိုက်လို့စားတာမပါတော့သက်ရှိဖို့အတွက်စားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်တယ်စားလိုက်တဲ့အစာဟာလည်းမမောစရာမရှိဘူးဇက်ထဲမရောက်ခင်လေးတွေပဲတန်ရှင်းတယ်ဇက်ထဲရောက်သွားတဲ့နောက်ကလေးကမတန်ရှင်းတော့နောက်ဆုံးမှခန္ဓာကိုယ်ထွက်လာတယ်စားလိုက်တဲ့အစာကနေခွဲရမ်းချပြီးထွက်လာတာမျက်စိကထွက်ရင်မျက်ခြေအနေနဲ့ထွက်တယ်နှာခေါင်းကဆိုရင်နှာခြေအနေနဲ့နားနှစ်ဖားခြေအနေနဲ့ထွက်တယ်ပါးစပ်ကတရွေးအနေနဲ့ထွက်တယ်အံပတ်အနေနဲ့ထွက်တယ်နောက်တပြားတွေရွံစရာတွေအနေနဲ့ပဲပြန်ထွက်တာစားတော့ကတော့တပြောတစ်ပါးသွားတော့တယောက်တည်းအဲ့ဒါကြောင့်ဒီအစာအာဟာရဒီလိုလေးပဲတွေးပါဒါတွေးခိုင်းတာကမ္မထာထုတ်တယ်ဆိုတာမှန်ကန်တဲ့အတွေးနဲ့တွေးတာပဲတွေးတာကိုသမ္မာသင်္ကပ္ပလို့ခေါ်တာဒီမှာတွေးမှသိမှမတွေးရင်မသိဘူးမတွေးပဲနေရင်ကောင်းတယ်ပဲထင်တာလေအဲ့ဒီထီအောင်တွေးကြည့်တာကိုအာဟာရေပฏิကုလတင်ညာလို့ခေါ်တယ်ဝိသုရိမေမှာတော့တွေးပုံတွေးနည်းတွေအများကြီးပြထားတယ်အဲ့တော့တမန်အားဖြင့်ထင်ရှားမဲ့ဆိုရင်ခုလောက်တွေးနိုင်ရင်ကိုမဆိုးအာဟာရေပฏิကုလတင်ညာဆိုတာကိုစားတဲ့အာဟာရပေါ်မှာမတရိစရာယွန်စရာကောင်းတယ်ဆိုတဲ့အမှတ်တင်ညာနဲ့စားပါလို့ဒီလိုပြောတာနော်အဲ့ဒါဆိုရင်အစာအာဟာရပေါ်မှာမမောတဲ့တဏှာရတ္တတဏှာကိုဖယ်ရှားနိုင်ပါတယ်အဓိကကတော့မြတ်စွာဘုရားတရားတော်တွေဟာတဏှာတတ်တဲ့တရားတွေတဏှာအဓိကဖြစ်တယ်တွေ့တာမှုကိုဖယ်တဲ့ဟာတွေ့တာမှုဖယ်မှမုံတိမှုဆိုတာလည်းဖယ်လို့ရတယ်ကြံတဲ့ကိလေသာတွေကိုလည်းဖယ်လို့ရတယ်လူတွေရဲ့တဏှာမှာဒုက္ခအပေးဆုံးကဘာလဲဆိုရင်တဏှာပဲတဏှာရဲ့အမြစ်ကဘယ်သူတော့ဆိုအဝိဇ္ဇာအမှန်မသိတဲ့မြတ်သူခိုင်းနေမှာပဲဒီတဏှာရှင်သန်နေမှာနော်အဝိဇ္ဇာနဲ့တဏှာကိုအမြစ်လို့ပြောတယ်အပြန်လှန်တို့ကအမြစ်ပဲဒီနေရာမှာတဏှာကိုအဝိဇ္ဇာနဲ့တဏှာဆိုတဲ့ပရိစ္ဆေသမုပ္ပါမှာဒီတဘာဝတရားနှစ်ခုကိုဖယ်ရှားနိုင်မှာအဲ့ဒီပဲဘဝတစ်ခုကနေတစ်ခုကိုပို့ဆောင်နေတာတဏှာသာလည်းဖြစ်တယ်သို့တော့အဝိဇ္ဇာမပါဘူးလားဆိုအဝိဇ္ဇာရဲ့လောက်ကင်ဆောင်ရွက်မှုကပါတော့ဆိုအဝိဇ္ဇာကအမှန်မသိအောင်ကာကပေးတာတကယ်အလုံးလုံးနေတာတဏှာအလုပ်တယ်တဏှာအတွက်တာလေအဝိဇ္ဇာကပုံမှန်မမြင်ရအောင်သူကဖုံးပေးတာဖွက်ပေးတယ်ဖုံးပေးတယ်နော်မလှတာကိုလှတယ်ထင်အောင်အဝိဇ္ဇာမနစ်သက်စရာကောင်းတာကိုနှစ်သက်စရာကောင်းတယ်လို့အဝိဇ္ဇာလေးကဖုံးပေးတာဖုံးပေးတော့တဏှာကတွေ့တာပေးတယ်သူတို့ကပူးပေါင်းပြီးဆောင်ရွက်နေကြတာဒါကြောင့်တန်တရားလေတယ်ဆိုတဲ့နေရာမှာအဝိဇ္ဇာနဲ့တဏှာဒီနှစ်ခုကအဓိကအဝိဇ္ဇာနိဝရဏနံတဏှာတန်ရောစနာနံလို့မြတ်စွာဘုရားသုတ်တန်နေမှာဟောအဝိဇ္ဇာဆိုတဲ့ဆုပ်ပိတ်မှုရဲ့တဏှာဆိုတဲ့တွေ့တာမှုရဲ့ဒီနှစ်ခုနဲ့ပဲတန်တရားထဲမှာခီးသွားနေကြရတယ်အဝိဇ္ဇာကကာပေးလိုက်တဏှာကသဘောကျလိုက်အဝိဇ္ဇာကကာပေးလိုက်တဏှာကသဘောကျလိုက်နေလူတွေဟာဒုက္ခအမျိုးမျိုးရောက်နေကြတာလှုပ်ဆောင်နေတာကတော့
အဓိကလှုပ်ဆောင်နေတာတော့တဏှာပဲဒါကြောင့်မို့တဏှာကိုသမုဒိယလို့သမုဒိယသစ္စာအဖြစ်ဟောတာဒုက္ခသမုဒိယလို့တဏှာကိုဟောတာဘဝနိတိကာဘဝပောနုဘဝိကာဘဝတစ်ခုဖန်ဆင်းတဲ့အခါမှာလည်းပဲတဏှာအနေဖန်ဆင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဟောတာဒါကြောင့်မို့ဒီတဏှာကိုဖယ်ရှားဖို့အတွက်ဆင်ញင်သုံးသပ်တယ်ဆိုတာအဝိဇ္ဇာကာလို့မရအောင်တွေးတာခေါင်းကအာဟာရအပေါ်မှာနှစ်သက်เสียမကောင်းဘူးလို့တွေးတာအဝိဇ္ဇာကကာလို့မရတော့အသိဉာဏ်ကနေပြီးတော့စဉ်းစားတဲ့အသိဉာဏ်ကနေပြီးတော့ထိုးဖောက်လိုက်တဲ့အခါလှတယ်လို့မထင်တော့ဘူးကောင်းတယ်လို့မထင်တော့ဘူးအဝိဇ္ဇာကိုဉာဏ်နဲ့ဖယ်လိုက်တဲ့အခါတဏှာကတွေ့တာလို့မရတော့ဟောဆိုအဝိဇ္ဇာမကာရင် तू ကမတွေ့တတ်ဘူးမတွေ့တတ်မှာမဟုတ်ဘူးအမှန်သိသွားရင် तू မတွေ့တာနိုင်တော့ဘူးဒါကြောင့်မို့လို့အဝိဇ္ဇာရဲ့ကာမှုကိုလည်းဖယ်ရှားပြစ်တယ်တဏှာရဲ့တွေ့တာမှုကိုလည်းဖယ်ရှားပြစ်တယ်ဒီကမ္မဋ္ဌာန်းတွေရဲ့ဒီနှလုံးသွင်းမှုရဲ့အကျိုးကျေးဇူးကအဓိကအဲ့ဒါပဲဒါမို့အာဟာရနဲ့ပတ်သက်ပြီးတော့ကိုစားတိုင်းဒါနေမကောင်းမှအထောက်အမှာတော့မဟုတ်ဘူးနေမကောင်းရင်ပို့ပြီးတော့အရေးကြီးတယ်လို့ပြောတာဒီလိုအထောက်နေမကောင်းတဲ့အခါမှာလေဒါကမ္မဋ္ဌာန်းပဲတချို့ကဒီလိုတွေးတာကမ္မဋ္ဌာန်းအောင်ထင်မြင်မှထင်မှာကမ္မဋ္ဌာန်းတိုင်းနေဆိုတာတမာရီလေးရပြီးထွက်လေဝင်လေလေးမှတ်ပြီးတော့ရစီလေးမိတ်ပြီးတော့စိတ်တည်ငြိမ်နေမှကမ္မဋ္ဌာန်းလို့ထင်နေတာအဲ့ဒါတမာရီအကျင့်စဉ်အခုကဝိပဿနာပညာဒါအဖို့အရေးကြီးတယ်တိုက်ရိုက်ခုနလိုကမ္မဋ္ဌာန်းအာယုန်နဲ့နေတဲ့အခါတမာရီကောင်းနေရင်တော့လောဘလည်းမပေါ်လာနိုင်ဘူးဒေါသလည်းမပေါ်နိုင်ဘူးဒါမှန်တယ်မပေါ်လာနိုင်ဘူးသို့တော့တိုက်ရိုက်လောဘကိုဖယ်တာတော့ဒါဖယ်တဏှာကိုတိုက်ရိုက်ဖယ်နေတာတော့တွေ့တာမဲ့ဟာတွေတွေ့တာလို့မရအောင်ဒီလိုနှလုံးသွင်းနဲ့ဖယ်ရှားပြစ်တယ်လက်တွေ့ပို့ပြီးတော့ချတယ်ကမ္မဋ္ဌာန်းထုတ်တယ်ဆိုတာတွင်းစားတဲ့အခါမှာလည်းအစုံစားရတယ်လို့ဆေးတောက်တဲ့အခါမှာလည်းပဲယောဂလိုက်အစုံတောက်ရတယ်လို့ကမ္မဋ္ဌာန်းထုတ်တဲ့အခါမှာလည်းပဲကိုယ်စီရိုက်ကိုယ်ခန္ဓာအနေထားကြည့်ပြီးတော့အစုံနှလုံးသွင်းမှုလိုအပ်တယ်တခုတည်းမဟုတ်ဘူးအဲ့တော့အခုအတုအလို့နှလုံးသွင်းတယ်အစာအာဟာရနဲ့ပတ်သက်ပြီးယွန်းစရာလို့နှလုံးသွင်းတယ်နောက်သုံးခုမြောက်ကြတော့ပါတော့အဘလောကီအနာဘိရတသင်လောကကြီးတစ်ခုလုံးဟာပျော်မွေ့စရာမကောင်းမှုဆိုတာကိုဆင်ញင်သုံးသပ်ဖို့လိုအပ်တယ်အဲ့ပျော်စရာကောင်းတာတွေကြီးတွေးနေမယ်ဆိုလို့ရှိရင်လောကကြီးရဲ့တာယာမှုတွေကြီးပဲတွေးနေမယ်ဆိုရင်ဘာတိုးနေမလို့ဆိုပမာရဆိုတဲ့မေလျောမှုတွေတိုးနေမယ်လောကကြီးပေါ်မှာအာယုန်ဒီပေါ်မှာတွေ့တာတဲ့စိတ်တွေတိုးလာအဲ့ဒါတွေကိုဖယ်ရှားဖို့အတွက်လောကကြီးမှာပျော်စရာမကောင်းဘူးပျော်စရာမကောင်းဘူးဆိုတာဘယ်လိုတွေးရမလဲလူတွေကအမှတ်တမဲ့နေလို့ပျော်နေကြတာဘာတွေနဲ့တူတုံးဆိုလို့ရှိရင်ချက်တွေလှောင်ထားတဲ့ချက်ချင်းတွေကချက်တွေလိုပဲလက်သက်ယုံပို့ထားတဲ့နွားတွေလိုပဲဟိုတယ်တွေမှာရေကန်နဲ့ထည့်ထားတဲ့ငါးတွေလိုပဲမကြခင်ဟင်းအိုးတဲ့ရောင်းအောင်မဲ့အနေအထားမျိုးတွေဖြစ်တယ်လူတိုင်းဟာမကြခင်သိဆုံးရမယ်ဆိုတာအဘယ်ချိန်တော့ပြောစရာရှိတော့နော်အချိန်မြေးသိတိုင်းနေဆိုတာအချိန်မြေးယောဂဖြစ်နိုင်တယ်လောကကြီးထဲမှာအချိန်မြေးတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုတကယ်ပြောစရာဆိုတာမရှိဘူးစိုးရိမ်ထိတ်လန့်နေရတဲ့အနေအထားမျိုးပဲရှိတယ်ကိုယ်ခန္ဓာကိုကြည့်မယ်ဆိုလက်စောဘုရားကခန္ဓာကိုယ်ရထားတာဟာဒုက္ခကြီးရထားတာပါတဲ့လူတွေကတော့တရားတွေကတော့အလို့မထင်ဘူး
ဘဝရထားတာချမ်းသာဒုက္ခရထားတယ်လို့ထင်တယ်မြတ်စွာဘုရားအဲ့လိုမဟုတ်ဘူးရှုခန္ဓာကြီးကိုကြီးရတာဒုက္ခရထားတာပဲတဲ့ဟုတ်တယ်လေမျက်စိလေးရထားတာမျက်စိလေးကြည့်ပြီးတော့မျက်စိလေးအသုံးချပြီးတော့ကြည့်ရရှုရပြောရတယ်သို့တော့အဲ့ဒီပြောရတာတခုတည်းလားလို့ဆိုပဲဟုတ်လေတော့ကြကြမျက်စိနာတာတို့မျက်စိယောဂါတို့မျိုးစုံဖြစ်လာနာနှာခေါင်းခန္ဓာကိုယ်ရှိသမျှဘယ်အရာပဲဖြစ်ဖြစ်ဒီကိုယ်ဒုက္ခပေးတဲ့အရာတွေကြီးပဲသူ့တဘာဝကဓာတ်ကြီးလေးပါဆင်ပြေးနေတဲ့အခါမှာကိုဖြစ်ခြင်းသလိုဖြစ်တယ်လို့လူတွေကထင်နေတယ်အစမပြေဘူးဆိုတဲ့အချိန်ကြတော့မှငါမှဖြစ်ရလေခြင်းဆိုပြီးတော့တောကတွေဖြစ်လာပြန်တကယ်ကတော့ကိုယ့်ရဲ့ဘဝဟာသိချစဉ်းစားကြည့်လို့ရှိရင်ခြေတလန်းမှားလို့မရတဲ့ခြောက်ကဘာကြီးကိုဖြတ်ကူထားတဲ့ဝလုံးတစ်လုံးနဲ့လှုပ်ထားတဲ့တရားလိုပဲဘယ်မှမကြည့်အောင်ဘူးအဲ့ဒီပုံမှာရှောက်ခြေတလန်းမချော်လိုက်နဲ့ချော်လိုက်တဲ့နဲ့အောက်ကြမှာအဲ့တော့လောကကြီးမှာပြောစရာဆိုလို့တခုမှမရှိနောက်ဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ရသော်ပြပေးထားတဲ့ဥပမာလေးတစ်ခုရှိတယ်လူတယောက်ကိုစီခွက်ထဲမှာစီတွေပြည့်ထည့်ပြီးတော့အဲ့ဒီခွက်ကိုသဲခိုင်းတယ်မင်းသွားစီတစ်စက်ဖိတ်တာနဲ့မင်းရဲ့ခေါင်းကိုဖြတ်မယ်ဆိုပြီးနောက်ကဓာမိုးလိုက်အဲ့ဒီလူရဲ့အနေအထားကိုစဉ်းစားကြည့်နောက်ကဓာမိုးထားတယ်စီတစ်စက်မှမဖိတ်စေရဘူးသွားရမှာစီတစ်စက်ဖိတ်တဲ့နေရာမှာဆက်ပြတ်မှာအဲ့တော့အဲ့ဒီလူရဲ့အနေအထားဘယ်လိုနေမလဲစဉ်းစားကြည့်အဲ့တော့လူတွေရဲ့ဘဝဟာအဲ့တိုင်းပဲဖြစ်နေသေမင်းကဓာမိုးထားသလိုပဲမင်းတစုံတစ်ခုမမှားလိုက်နဲ့မှားရင်မင်းသေမယ်ဆိုတာခုခေတ်ဆိုတော့သေမင်းကလူတွေကပိုးတော်ပေါ်နေကိုဗစ်ယောဂါဆိုဖြစ်ပြန်ကြောက်နေကြပြန်ဒါတခုတည်းမဟုတ်ပါဘူးအများကြီးရှိတယ်အဲ့ဒါလို့လောကကြီးမှာအမှားမခံတဲ့ဘဝကြီးမှာရှောက်လန်းနေကြတော့ပြောစရာဆိုတာဘယ်မှာရှိမလဲတစ်ချက်မှားရင်တစ်ခါတည်းသွားမှာအဲ့ဒါကြောင့်မို့လို့လောကကြီးရဲ့အန္တရာယ်များတာကိုနှလုံးသွင်းပြီးသဗ္ဗလောကေအနာပိရတတင်ညာလောကကြီးဟာပြောစရာတစ်ခုမှမရှိပါလား။ဥကျင်နာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေနဲ့ဒုက္ခရောက်နေတဲ့လောကကြီးပဲလို့ဒါကိုနှလုံးသွင်းခြင်းအပြင်မိလျော့တဲ့ပမာဒတရားကိုဖယ်ရှားနိုင်တယ်ဒါတတိတရားကြီးစွာထားတယ်အပမာဒဆိုတဲ့တတိတရားနဲ့ကိုယ့်ဘဝကိုနေထိုင်သွားနိုင်တယ်တတိပိုကောင်းလာစေတယ်မမေ့မလျော့နေသွားစေတယ်ဒီတရားကိုနှလုံးသွင်းခြင်းအဖြစ်ဒါလည်းကမ္မထံတစ်ခုပဲနောက်ကမ္မထံတစ်ခုကဘာလို့ဆိုသဗ္ဗသင်္ခါရေတုအနိစ္စ ानु ပတိသင်္ခါရဆိုတာမြင်သမျှသင်္ခါရဆိုတာလို့ကြားသမျှလဲသင်္ခါရဆိုတာမျက်စိမှာထင်လာတဲ့အာယုံပဲဖြစ်ဖြစ်နားမှာကြားရတဲ့အသံပဲဖြစ်ဖြစ်နှာခေါင်းမှာရောက်လာတဲ့အနံ့ပဲဖြစ်ဖြစ်လျှာမှာတွေ့ရတဲ့ရတာယုံပဲဖြစ်ဖြစ်ခန္ဓာကိုယ်ထိတဲ့အထိတွေ့စိတ်ကူးကြံစီလို့ရတဲ့အရာတွေပဲဖြစ်ဖြစ်အကြောင်းတရားတွေကြောင့်အကြောင်းတရားတွေကဖန်တီးထုတ်လုပ်ထားတဲ့ရှုပ်တရားနံတရားရှုပ်နံဓမ္မသင်္ခါရတရားတွေဟာဖေယာမရဲတာမရှိဘူးအဖြစ်ရှိလို့အလုံးဟာအပြည့်ရှိတယ်ပြည့်ချင်းမှအဆုံးသတ်ကြမယ်ဖြစ်လာပြီးတဲ့နောက်ပြည့်ချင်းမှအဆုံးသတ်မယ်ထာဝရဆိုတာဘယ်မှမရှိဘူးဟုတ်တော်
အဘဝအကြောင်းတိုက်ဆိုင်လို့ဖြစ်လာပြီးတဲ့နောက်မှာအဘဝလုံးဝပြောက်ွယ်သွားတာအနိစ္စအဟုတ်တော်တံဘောတိဘယ်နေရာမှာရှိနေတာမဟုတ်ဘဲနဲ့အကြောင်းတိုက်ဆိုင်လို့ဖြစ်လာတယ်ဟုတ်တော်ပฏิဝေဒိဖြစ်လာပြီးတဲ့နောက်ပြောက်ွယ်သွားတယ်အဲ့ဒီလိုသင်္ခါရတရားမှန်တရားအကြောင်းတိုက်ဆိုင်ဖြစ်လာမယ်ဖြစ်လာပြီးရင်ပြောက်ွယ်သွားတယ်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တရားပဲဖြစ်ဖြစ်နံတရားပဲဖြစ်ဖြစ်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ယုတ်နံတွေပဲဖြစ်ဖြစ်အလုံးဟာဖြစ်ပြီးရင်ပြောက်ွယ်သွားတဲ့အရာတွေကြီးပဲဘယ်ရမှထာဝရဆိုတာမရှိဘူးဆိုတာကိုအမြဲတမ်းနှလုံးသွင်းဆင်ခြင်တာကိုအနိစ္စနုပတ္တိလို့အနိစ္စလို့အဖန်မှန်ထပ်အသိဉာဏ်နဲ့ရှုမြင်ရမယ်ဒါအကမ္မထံတစ်ခုပဲမြဲတဲ့သဘောကိုစဉ်းစားချိနေတဲ့ကမ္မထံတစ်ခုပဲအဲ့ဒါလို့မမြဲတဲ့သဘောကိုစဉ်းစားချိနေခြင်းအပြင်အရာခသိမြဲတယ်လို့စိတ်ကထင်းနေတဲ့အထင်တွေကိုဖယ်ရှားပြစ်နိုင်သွားတယ်အမှန်ကန်သိရှိသွားနိုင်တယ်ပေါ့နော်အမှန်ကန်သိရှိသွားနိုင်ဒါကြောင့်ဝိပဿနာတရားထုတ်တဲ့အခါမှာအနိစ္စလို့ရှုမှတ်ရတယ်ဆိုတာအဲ့တော့မမြဲတာလေးကိုကိုယ့်ကိုနှလုံးသွင်းပြီးတော့ဆင်ញင်ကြည့်ကိုယ်ရုပ်ခန္ဓာလေးရဲ့မမြဲပုံစိတ်ရဲ့မမြဲပုံမြေလားရွှေရှားနေတယ်ဆိုတဲ့သဘောတရားတွေကိုဆင်ញင်စဉ်းစားကြည့်အလုံးဟာအချိန်နဲ့အမျှဖြစ်ပြီးပြက်နေတယ်ဖြစ်ပြက်အစင်းများတာဖြစ်တယ်ဆိုတော့ဆင်ញင်သုံးသပ်ကြည့်ရမနေ့တုန်းကလည်းငါဒီရုပ်ပဲနေ့ဖြင့်ငါလည်းဒီရုပ်ပဲလို့မဆင်ញင်မစဉ်းစားလို့ရှိရင်အဲ့ဒါလို့ထင်မြင်နေစရာရှိတယ်အဲ့ဒီလိုထင်းနေတယ်ဆိုရင်အတန်လေးတစ်ခုကိုပဲစဉ်းစားကြည့်ကိုယ်ကိုယ်တိုင်စကားပြောတဲ့အတန်ပဲဖြစ်ဖြစ်သူများစကားပြောတဲ့အတန်ပဲဖြစ်ဖြစ်တခြားဆူးစိုက်ပြီးနားထောင်ကြည့်တခြင်းတန်နားထောင်တာပဲဖြစ်ဖြစ်တီးလုံးတန်နားထောင်တာပဲဖြစ်ဖြစ်ရှေ့ကအတန်လေးဟာပျောက်သွားမှနောက်ကအတန်ပေါ်လာတယ်အဲ့ဒီပေါ်မှာလိုက်ตาရနေတာနော်စကားပြောလို့ရှိရင်လည်းရှေ့ကအတန်လေးကပျောက်နေတာနောက်ကအတန်လေးကအသစ်လာတယ်အဲ့တော့မမြဲဘူးဆိုတာအလုံးကိုထင်ရှားတယ်ဒီအတန်ကြည့်လိုက်ရင်ပိုးထင်ရှားအတန်လိုပဲမျက်စိကမြင်ရတဲ့အဆင်းဆိုတာလည်းပြောင်းလဲနေတယ်နားကကြားရတဲ့အတန်ပြောင်းလဲတယ်လို့ပဲနှာခေါင်းကနမ်းရှူရတဲ့အနံ့ဟာလည်းပြောင်းလဲနေတယ်လျှာပေါ်သိလျရတဲ့အရာသာလည်းပြောင်းလဲနေတယ်ခန္ဓာကိုယ်ပေါ်မှာထိတွေ့တဲ့အထိတွေ့မှန်သမျှလည်းပြောင်းလဲနေတယ်ဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့သဘောတရားမျက်စိနဲ့အဆင်းမျက်စိကမြင်ရတဲ့အဆင်းအာယုံသာပြတ်သွားတာမဟုတ်ဘူးမြင်တဲ့မျက်စိကလည်းရွေ့သွားပြီနားနဲ့အတန်ကသာပျောက်သွားတာမဟုတ်ဘူးနားတွေကလည်းပျောက်သွားတာပဲနားကလည်းပဲပြတ်သွားပြီနှာခေါင်းနဲ့အနံ့ခုနရလိုက်တဲ့နှာခေါင်းမဟုတ်တော့ဘူးဒီအနံ့ပျောက်သွားတာနဲ့ခုနနှာခေါင်းမဟုတ်တော့ဘူးဒါနောက်ထပ်အသစ်ဖြစ်လာတဲ့အရာသာဖြစ်တယ်ခန္ဓာကိုယ်ထိတွေ့မှလည်းပဲဒီတိုင်းပဲအရာသာမှလည်းပဲဒီတိုင်းပဲအဲ့ဒါလို့ရွှေရှားပြောင်းလဲနေတဲ့သဘောတရားတွေကိုဆင်ញင်သုံးသပ်ကြည့်နေသဗ္ဗသင်္ခါရေသူအနိစ္စနုပတ္တိလို့ခေါ်တယ်ကိုယ်စိတ်လေးဆိုတော့ပိုးထင်ရှားတာပေါ့သူတွေဟာအခုစိတ်တစ်မျိုးအကြရင်စိတ်တစ်မျိုးစိတ်ဟာပြောင်းလဲနေတယ်ဆိုတာဘယ်နှမှာထင်ရှားတယ်အဲ့တော့ဒီကမ္မထံကိုလည်းပဲဆင်ញင်သုံးသပ်ပြီးတော့နေရမယ်ဒါလည်းကမ္မထံတစ်ခုပဲနောက်ငါးနံပါတ်ကမ္မထံကြတော့ပါတော့မရဏတင်ညာခောပနတအစ္ဆတံသူပဋ္ဌိတဟောတိတယ်မရဏတင်ညာဆိုတာတရားမယ်ဆိုတဲ့အမှတ်သားတရားမယ်ဆိုတဲ့အမှတ်တင်ညာမပြောက်စင်းနဲ့ကိုမသိဘူးလို့မထင်နဲ့လို့တို့ဆိုလို့တရားမယ်သိခြင်းတရားဟာလူတိုင်းအဖို့မြဲတယ်လူရဲ့အသက်ဟာအဗ္ဗဓမ္မတို့တောင်းတယ်
အသက်မှန်သမျှသေဆုံးခြင်းမှာပဲအဆုံးသတ်တယ်ဆိုတာအဲ့တော့ကိုယ့်ရဲ့သေဆုံးမှုသူတော်ရဲ့သေဆုံးမှုသေခြင်းတရားရဲ့သဘာဝနေမကောင်းနေတဲ့အချိန်မှာပို့ပြီးတော့နှလုံးသွင်းဆင်ခြင်ရဒီလိုနှလုံးသွင်းဆင်ခြင်ခြင်းအပြင်ဘာဖြစ်တုံးဆိုတန်ဝေကပို့ဖြစ်လာတယ်အသိဉာဏ်တွေပို့တက်လာတယ်အသိဉာဏ်ပို့တက်လာသည့်အတွက်ကြောင့်သိခြင်းတရားကိုရင်ဆိုင်ဝန်းလာတယ်လို့ဆိုတချို့ကတော့သိခြင်းတရားကိုဆင်ခြင်သုံးသပ်ဆိုရင်ခဏခေတ်မှာဆိုရင်ဒါအားပေးစကားမဟုတ်ဘဲနဲ့6တယ်လို့တောင်ထင်ကောင်းထင်တယ်အမှန်ကတော့အမှန်သိအောင်ကြိုးစားခြင်းသာလည်းဖြစ်တယ်မှန်သိခြင်းဟာစိတ်ကိုရဲရင်ထက်မြက်စေတယ်ပေါ့တရားမှဆိုတာကိုသိလာတဲ့ပုဂ္ဂိုလ်တရားဟာကိုယ့်ကိုရဲရင်ထက်မြက်စေတယ်စိတ်အားတွေတက်လာတယ်အဲ့တော့သိခြင်းတရားဆိုတာအချိန်မီဖြစ်ပေါ်နိုင်တယ်လို့ကိုယ်ဆင်ញင်သုံးသပ်ဖို့ဗတ္တမအရေးကြီးတယ်လို့ဆိုလို့ကိုယ်တဏ္ဍာမှာဆင်ញင်သုံးသပ်နေရမယ်မြတ်စွာဘုရားကဟောတယ်အသက်ဆိုတာလူတွေပြောတဲ့အသက်ဆိုတာအာယုကိုပြောတာကံတရားကဖန်တီးပေးထားတဲ့ရုပ်စီဝိတ္တိတွေနံတရားတွေနဲ့အတူဖြစ်တဲ့နံစီဝိတ္တိတွေသူဟာရုပ်တရားနံတရားတွေကိုစောင့်ရှောက်တဲ့အသက်လို့ခေါ်တဲ့အရာသို့တော့အဲ့ဒီသဘာဝတရားနှစ်ခုလုံးဟာအကြောင်းကြောင့်ဖြစ်လာတာဖြစ်လို့သူတို့ကိုယ်တိုင်ကခိုင်မာမှုမရှိကြဘူးမခိုင်မာဘူးပြီးရသူ့ရဲ့တက်တန်းလေးဟာအလုံးကိုတူတောင်းတယ်မြတ်စွာဘုရားကဟောထားတယ်ဒီအသက်ဆိုတာလေးရှုစီဝိတနံစီဝိတလို့ဆိုတဲ့သဘာဝတရားလေးဟာဆက်လက်ပြီးတော့ရှင်သန်နေဖို့အတွက်ဘာလိုအပ်ရတော့ဘာလိုအပ်တုံးဆိုရင်အတ္တတပတ္တတုပနိဗ္ဗတံပတ္တတုပဖတ္ထံပတ္တတုဖတ္တသက်ရှုသွင်းရှုထုတ်အသက်ရှုခြင်းနဲ့ဆက်ဆက်နေတယ်အသက်မရှုတော့ဘူးဆိုရင်သေသွားနိုင်တယ်အသက်အောင့်ထားရင်လည်းသေသွားနိုင်တယ်အသက်မရှုနိုင်အောင်လုပ်လိုက်ရင်လည်းဒီအသက်ကမရှင်တော့အဲ့တော့အသက်ရှင်နေခြင်းသည်ရှုသွင်းရှုထုတ်လေနဲ့ဆက်ဆက်နေတယ်လို့ပြောတာလေပိတ်အောင်လုပ်လိုက်ရင်သေသွားတယ်လေဒီတရားသက်မရှုနိုင်အောင်လုပ်လိုက်လို့ရှိရင်သေသွားရောအဲ့တော့လူရဲ့အသက်ဆိုတာထွက်လေဝင်လေလေးနဲ့ဆက်ဆက်ပြီးတော့နေတယ်နောက်အစာအာဟာရနဲ့ပတ်သက်နေတယ်အစာအာဟာရမစားရင်လည်းသေဆုံးသွားနိုင်တယ်ထွက်လေဝင်လေနဲ့ပတ်သက်တဲ့အစာအာဟာရနဲ့ပတ်သက်တယ်အဲ့တော့သူကသူရက်တိနိုင်စွာမရှိဘူးသူ့ကိုအကူအညီတွေနဲ့သက်ရှင်နေရဥပမာဘာနဲ့တူတော့ဆိုရင်ဖျောင်းနိုင်မီလေးဖြစ်ဖြစ်စီမီခွက်လေးဖြစ်ဖြစ်ထွန်းထားကြည့်လိုက်အဲ့ဒီမီးထောက်ကလေးဟာဘာပေါ်မှာရက်တိနေရတော့ဆိုမီးစာလေးပေါ့မီးစာရဲ့မီးစာကစုပ်ယူတဲ့စီလေးရဲ့ပတ်ဝန်းကျင်ကလေထုပေါ့အောက်ဆီဂျင်ဆိုတာနော်အဲ့ဒီမှာမီးစာရဲ့စီရဲ့လေရဲ့အဲ့ဒီသုံးခုရဲ့ပံ့ပိုးမှုလေးနဲ့သူကယက်တိနေရတာလေပိတ်သွားလို့ရှိရင်လည်းဒီမီးကငြိမ့်သွားမှာပဲမီးစာကုန်သွားရင်လည်းငြိမ့်သွားမှာပဲစီခမ်းသွားရင်လည်းငြိမ့်သွားမှာပဲအဲ့တော့သူ့ရဲ့ယက်တိမှုဟာမီးစာရဲ့စီရဲ့လေရဲ့ဒါပံ့ပိုးနေရတာအဲ့တော့သူ့သက်ရှင်မှုမှာဒီပေါ်မှာယက်တိနေရတယ်ဆိုအဲ့ဒါတွေဖယ်လိုက်တာနဲ့တပြိုင်နက်ဒီမီးတောက်ကလေးကပျောက်သွားအဲ့ဒါလိုပဲလူရဲ့အသက်ဟာလည်းပဲအသက်ရှူသွင်းနေတာတို့အစာအာဟာရတို့ဒီဟာတွေပေါ်မှာယက်တိပြီးတော့နေရတာဖြစ်တယ်တခုခုပျောက်ကွယ်သွားတာနဲ့ဒီအသက်လေးဟာဆုံးရှုံးသွားမှာပဲသိချတယ်ဒါကြောင့်မို့လို့လာပဲကျမ်းမာနေနေလူတွေကအက်ဆီဒင့်နဲ့တွေးလိုက်လို့ရှိရင်လည်းသိသွားကြတခုခန္ဓာကိုယ်ထိလိုက်တာနဲ့သိဆုံးသွားကြတာတွေအများကြီး
အသက်အန္တရာယ်လို့ပြောကြတာလူတွေအသက်ကအန္တရာယ်အမတန်များတယ်အမတန်မှနူးညံ့သိမ်မွေ့တယ်သူ့ထိမ့်ဖို့အလွန်ခက်တယ်ကိုဗစ်နဲ့တွေ့လို့ negative ဖြစ်သွား positive ဖြစ်သွားရင်လည်းခံရဗျာသိနိုင်တာပဲလေအဲ့တော့သေစရာအကြောင်းတွေကအလွန်များလို့သေမင်းရဲ့စစ်တပ်တွေကအလွန်များတယ်လို့ရသော်ဗျာဟောတာနာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာမဟာသေနသူ့ရဲ့စစ်တပ်ကများတယ်ဒီအသက်ကလေးကိုဖျက်မဲ့ပြစ်မဲ့လက်နဲ့တွေကအလွန်များနေတယ်သေဖို့အကြောင်းအရာတွေကအလွန်များတယ်လို့ပြောအချို့အပြင်ပြောထားတဲ့အခါကျတော့တက်တန်းကုန်ရင်လည်းသေမယ်ကံကုန်ရင်လည်းသေမယ်တက်တန်းလည်းကုန်တယ်ကံလည်းကုန်တယ်နှမျိုးလုံးကုန်လို့လည်းသေနိုင်တယ်မကုန်သေးခင်လည်းအစီရင်နဲ့သေနိုင်တယ်သေခြင်းတရား၄မျိုးဆိုပြီးတော့ဖော်ပြတာနော်တက်တန်းကုန်လို့သေခြင်းကံကုန်လို့သေခြင်းတက်တန်းနဲ့ကံနှမျိုးလုံးကုန်လို့သေခြင်းအစီရင်နဲ့သေခြင်းဥပ္ပစေတွေကကံလို့ဟောသေစရာအကြောင်းတွေအများကြီးအဲ့ဒီအစီရင်ဆိုတဲ့အထက်မှာဒီဥပ္ပစေတွေကဆိုတဲ့အထက်မှာဘာတော့ဆိုယောဂတွေလည်းပါတယ်ယောဂဖြစ်လို့သေတာလည်းပဲဒါအစီရင်လို့ဟာမျိုးပဲယောဂဖြစ်ပြီးသေသွားတာခဏခေတ်ဆိုရင်ဘဝကြီးမှာတော့2800ရှိသွားပြီလေသေဆုံးတဲ့လူတွေကိုဗစ်ယောဂနဲ့သေဆုံးသွားတဲ့လူတွေကဘာမှဆိုနေတာမဟုတ်လေဒါရီယာသူတို့သေနေစီလို့သေကြတာမဟုတ်ဘူးယောဂနဲ့တွေ့ပြီးတော့မခံနိုင်လို့သေသွားကြအားရှာသေသွားကြအဲ့ဒါလို့လူတွေရဲ့အသက်ဟာအန္တရာယ်ဝန်းရနေတဲ့အနေအထားမျိုးကိုဆင်ញင်သုံးသပ်ကြည့်တာပဲမရဏတင်ညာခောပနတအစ္ဆတံသူပဋ္ဌိတာဟောတိတဲ့သိနိုင်တယ်ဆိုတဲ့အမှတ်တင်ညာကိုမှထားပါအဲ့ဒီထားခြင်းကြောင့်ဘာအကျိုးရှိတော့ဒါတွေးနေဘာအကျိုးရှိတော့မမေ့မလျော့နေတယ်တတိကောင်းလာတဲ့အကျိုးတဲ့လူကနှုတ်ဖို့ဆိုမေ့တာလေကိုမသေးဘူးထင်ပြီးလှုပ်ချင်လှုပ်မယ်လှုပ်ချင်ရဆိုတာဘာတွေလှုပ်တော့အကုသိုလ်တွေလှုပ်တာများကောင်းတာလှုပ်တာနည်းနည်းပဲနော်လှုပ်ချင်လှုပ်မယ်ဆိုတာမကောင်းတဲ့ဘက်ဖက်လှုပ်ချင်တာသူကဘယ်တတ်တော်ပဲဖြစ်ဖြစ်မကောင်းတဲ့ဘက်ပပသမိန်ရမတိမနောဆိုတဲ့အတိုင်းလူစိတ်ကမကောင်းတဲ့ဘက်မှာပြောတာအဲ့ဒါလို့ဖြစ်လာတယ်အဲ့ဒီတော့ဒီကမ္မထံ5မျိုးမြတ်စွာဘုရားပေးတာပြန်ချုပ်ပြီးတော့ပြောရမယ်ဆိုရင်ပရမကမ္မထံကကိုယ်ခန္ဓာကိုယ်သူတစ်ပါးခန္ဓာကိုယ်ရဲ့မတင့်မတဲယွန်းစပွဲဆိုတာကိုအချိန်ချင်းထပ်တွေးပါဒါကမ္မထာထုတ်တာပဲနော်ချိန်ချင်းစဉ်းစားပါဘယ်လောက်ထိအောင်စဉ်းစားမလဲသူ့အပေါ်မှာလည်းတွေ့တာမှုမရှိအောင်ကိုယ်ခန္ဓာကိုယ်ပေါ်မှာလည်းတွေ့တာမှုမရှိအောင်တွေ့တာရဲဆိုတဲ့တဏှာပြတ်သွားသည့်ထိအောင်တွေးစဉ်းစားအချိန်ချင်းထပ်ကြည့်သဘာဝအတိုင်းကြည့်တာကိုအနုပတ္တိလို့ခေါ်တယ်အနုဆိုတာတကယ်အစစ်မှန်တိုင်းသို့မဟုတ်အထက်ပတ္တိဆိုတာညာနဲ့ကြည့်တာမတင်တယ်ဘူးဆိုတာညာနဲ့အချိန်ချင်းထပ်ကြည့်တယ်အဲ့ဒါကိုပဲကမ္မထာထုတ်တယ်လို့ပြောတာပဲနော်နောက်တစ်ခုကအာဟာရပฏิကူလသိညာတယ်ကိုစားတဲ့အစာအာဟာရဒါစားတဲ့အချိန်မှာစဉ်းစားရတော့အပြင်အစာမသိတာတွေကလည်းရှိတာပေါ့တော့စားတဲ့အချိန်မှာလည်းပဲရွှေရှားဝဲကိုနှလုံးသွင်းပြီးတော့စားရတတနာကိုဖဲတာဒါကခုနကကိုကာယပေါ်မှာတွေ့တာတဲ့တဏှာကိုဖဲတာအဲ့တော့တဏှာကလည်းအမျိုးစုံတွေ့တာသူကတဏှာမတွေ့ရရင်တဏှာတွေ့တာဟုတ်တယ်မလားတဏှာဆိုတာသူပြောင်းသွားတာလေဥပမာတစ်ခုပြောမယ်ကိုကမော်ရမြင့်တဲ့ကာကြီးတစ်စီးဝယ်ထားတယ်ပတ်စံလို့အဲ့ဒီကာကြီးရောင်းလိုက်တယ်ပရမဒီကာကြီးကိုတသနဲ့နေတာအဲ့ချိန်မှာကားမှာတစ်ခုဖြစ်မှသူစိုးရိမ်ရောင်းထုတ်လိုက်တဲ့အခါကျတော့ကားပေါ်မှာအာလျာပြတ်သွားပြီးတော့ကားရတဲ့ငွေတုပ်ကြီးပေါ်မှာရောက်သွားတယ်တဏှာအဲ့ဒီရောက်သွားတယ်ငွေတုပ်ကြီးပြောက်မှစိုးသွားတယ်အဲ့ချက်
အဲ့ငွေကရွှေဝယ်လိုက်တယ်ဆိုရင်ရွှေပြောက်မှစိုးသွားပြန်ပြီငွေမရှိတော့အဲ့ကြတာရွှေအဲ့ဒီနေ့တစ်ခုဝယ်လိုက်ရင်အဲ့ तू ဝယ်သွားရင် तू ပြောင်းသွားတယ်တွေ့တာမှုသည်ကိုပိုင်တဲ့ဟာတစ်ခုကိုမှပြောင်းသွားတယ်ဟိုပုံမှာရှေ့ဟာတွေပေါ်ကပြတ်သွားတယ်လူလည်းအထိုးတူပဲအခုခေတ်ဆိုပိုးတော့များသေးဟိုတယောက်နဲ့တွဲလိုက်ဒီတယောက်နဲ့တွဲလိုက်တွဲတဲ့အချိန်ကျတွဲနေပြတ်လိုက်ပြန်ပြီဆိုမတွဲပြန်ဘူးနောက်တစ်ယောက်တွဲသွားပြန်နောက်တစ်ယောက်နဲ့ပြောက်ပြန်တော့နောက်တစ်ယောက်တွဲပြန်ဟောဘယ်မှာသွားတွေ့တာတော့ဆိုတာအမတမထင်ရှားတယ်ပေါ့နော်အဲ့ဒါလိုပဲတဏှာရဲ့သဘောတရားဟာသူကတတ္တရဖိနန္တိနေတပတ်ဆက်ကြမှာဟောထားတာအမတမသဘောပါကြတတ္တရဖိနန္တိနေဟိုသွားလိုက်ဒီသွားလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်သူနှစ်သက်တာတွေကအများကြီးပဲမျက်စိကမြင်လိုက်ရင်လည်းအဆင်းအာရုံပေါ့အတန်ကြားလို့ကြိုက်ရင်လည်းအတန်ပေါ့အနံ့လေးကြိုက်ရင်လည်းအနံ့ပေါ့အရသာပေါ့ကြိုက်ရင်ရတာပေါ့သူပြောင်းပြီးတော့တွယ်နေတာပဲသူသွားနေတာပဲမရဘူးတစ်ခုကပြီးတစ်ခုပြီးပြောင်းတယ်အဲ့ဒါကြောင့်မို့လို့ဒီတဏှာတွေပျောက်ကင်းအောင်ကြိုးစားအထောက်ရတာဖြစ်တယ်ပေါ့လောကကြီးရဲ့ပြောစရာမကောင်းတာကိုလည်းပဲစဉ်းကျင်စဉ်းစားရမယ်သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောတွေကိုလည်းအချိန်ချင်းထပ်စဉ်းကျင်သုံးသပ်ရမယ်နောက်ဆုံးမှာဘဝမှာသိဆုံးခြင်းနဲ့ဆုံးသတ်ရတယ်ဆိုတဲ့သိခြင်းတရားကိုလည်းပဲကိုယ့်ရင်နဲ့နှလုံးထဲမှာအမြဲတမ်းတတိနဲ့စဉ်းကျင်သုံးသပ်နေရမယ်ဆိုတာဒီကမ္မထံ၅မျိုးဖျားဟောတာခိလနာဖြစ်ပြီးတော့အင်အားတွေနဲ့လူမမာဖြစ်လို့အဲ့ရထဲမှာလဲနေပြီဆိုရင်ဒီ၅မျိုးတဲ့ကမ္မထံ၅မျိုးကိုအထူးဂရုစိုက်ပြီးတော့ရှုပါတဲ့အဲ့လိုရှုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာမသေးခင်မှာတယ်မဲ့သူကယဟနာဖြစ်သွားနိုင်ပါတယ်တရားလို့ရသွားနိုင်ပါတယ်မြတ်စွာဘုရားကလို့ဟောတာနစိရတေဝရတယ်မကြခင်မှာပဲကိလေသာအသွားတွေကင်းကွာတယ်ယဟနာဖြစ်နိုင်ပါတယ်ဆိုဘလောက်အားပေးထားတော့မြတ်စွာဘုရားဒီကမ္မထံ၅ခုတွေကိုကြိုးစားအထုတ်လိုက်မယ်ဆိုရင်မသေးခင်ပဲယဟနာဖြစ်သွားနိုင်ပါတယ်တဲ့ဒါကြောင့်ဒီသုတ်တန်လေးဟာခိလနာယဟန်တွေကိုတည်တံ့ဟောတဲ့သုတ်ဖြစ်လို့မကြမ်းပါသူများနှလုံးသွင်းတရားဆိုတာကိုမှတ်သားနိုင်ယူကြပြီးတဲ့အခါမှာမြတ်ဗုဒ္ဓရဲ့ဆုံးမတဲ့အတိုင်းကမ္မထံအလုံးဆိုသည်မှာအသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားခြင်းပဲဖြစ်တယ်။ဒါကြောင့်စဉ်းကျင်သုံးသပ်ခြင်းအပြင်မှန်ကန်တဲ့အသိအမြင်တွေကိုရရှိနိုင်တယ်လို့ကိုယ်စီမှတ်သားပြီးတော့တို့တွေဟာကမ္မထံအလုံးကိုနေ့စဉ်ဘဝမှာဒီလိုစဉ်းကျင်သုံးသပ်ခြင်းဖြင့်ပြုလုပ်ကြမှာဖြစ်တယ်လို့တတိထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း